ကူညီမိဘတွေရဲ့ကူညီနဲ့ခင်မီအစင်းမြင့်တင်လာမှုပစ္စည်းများကိုဖြစ်စီပေးနိုင်ခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ဒါကြောင့်လည်း၄ခုနှစ်မှာစမိုက်တို့ကျောင်းကိုတက်တန်ကျောင်းဖြစ်တွန်းမြင့်ခြင်းခံရပါတယ်။တက်တန်ကျောင်းတွန်းမြင့်ပြီးတဲ့အခါမှာကျောင်းရဲ့လုံခြုံရေးအတွက်ကျောင်းရဲ့အောက်နေရာများကာယံချင်းဒီကောင်းရေတန်းရရှိဖို့အတွက်ရေစင်ယူလည်းဆောက်လုပ်ခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ပြီးရင်အိမ်သားတွေကိုလည်းကျောင်းကျိုးတော်ဆောင်တွေရဲ့ကုညီပတ်မှုနဲ့ပစ္စည်းပေးနိုင်ခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ဒီတဲ့အခါမှာ2005ခုနှစ်မှာစမိုက်တို့ကျောင်းမှာအစင်းမြင့်မှုကျိုးမိုးတောက်ကျမှုကျိုးကျောင်းလေးကိုလည်းစတင်ပြီးတော့ဖွင့်လှစ်နိုင်ခဲ့ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ဒီကျောင်းမှာဒီကလေးတွေစီကံတကြရှိဖို့စနစ်ကြဖို့ပေါ့နော်ဒီဆမ်မိုင်းတို့အနေနဲ့ဘယ်လိုမျိုးတွေစုံမဩဝါဒတွေပေးတယ်ဆိုတော့လည်းပြောပြပါဦးခင်ဗျာဆမ်မိုင်းတို့ကျောင်းမှာပတ်စဉ်ဆမ်မလီပွဲမှာစုဝေးပွဲအဖွဲ့ကနေပြီးတော့ကလေးတွေကိုလိမ္မာရင်ချင်းအောင်ဖွဲ့လိုက်လူချင်းတုံနေဆုံးမမှုတွေပေးပါတယ်ဘူးတေတာတွေ့ကြုံမှုအတွက်ကျောင်းစာကြီးတိုက်တွေမှာလည်းမနေ့နေ့လေဒီနေ့ဖွင့်လှစ်ပြီးတော့ကလေးတွေကိုစပါတဲ့လေ့ကျင့်ကြိုးတောင်းပေးပါတယ်မီဒီယာခန်းထဲမှာလည်းသက်ဆိုင်ရာမီဒီယာအချင်းတွေမှာစမိုက်တို့တင်ကြလေ့ကျင့်ပေးပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီစမိုက်တို့ထက်တန်းကျောင်းကနေပြီးတော့ဒီကျောင်းတွင်းလှုပ်ရှားမှုတွေတည်းမကဘဲနဲ့ပေါ့နော်ဒီကြေးရွာမှာရှိတဲ့ဒီအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ဘယ်လိုမျိုးတွေလှုပ်ဆောင်နေဆိုရဲစမိုက်တို့ရဲ့ဆောင်းချက်တွေလည်းသိချင်ပါတယ်ခင်ဗျာစမိုက်တို့ကျောင်းကကြေးရွာရဲ့တာရနာရေးလုပ်ငန်းလူမှုရေးလုပ်ငန်းတွေမှာလည်းပူးပေါင်းဆောင်ရွက်ပါတယ်ဟုတ်ကဲ့ပါဘုံကျောင်းတွေမှာလိုအပ်တဲ့ကျောင်းဆေးတုပ်ချင်းညက်ခုတ်ချင်းအဲ့ဒီလုပ်ငန်းတွေမှာကျောင်းသားတွေလောက်အပ်ပြီးဝင်ရောက်လုပ်ကိုင်ပေးပါတယ်ပြီးရင်ဝါဆိုတရင်ကျွတ်ကထိန်သင်ငန်းကလူချင်းဆုံးကချင်းတွေလည်းဆောင်ရွက်ပေးပါတယ်ကြေးရွာလူမှုရေးလုပ်ငန်းတွေနဲ့မွန်မျိုးသားနေတွေအခမ်းအနားတွေဒါပုမွေးခမ်းအနားတွေစမိုက်တို့ကျောင်းကနေပြီးတော့ပြင်ကြရဖွဲ့တွေနဲ့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါတယ်ဟုတ်ကဲ့ပါဆရာဒီဆမိုက်တို့ကျောင်းမှာဆိုရင်စုတစိတ်တွေကျွန်တော်အများကြီးတွေ့ရတယ်နော်အဲ့တော့အဲ့စုတစိတ်တွေကဆမိုက်တို့ဘယ်လိုလှုပ်ရှားပြီးဘယ်လိုမျိုးတွေစုရရှိခဲ့တယ်စုခုခဲ့တယ်ဆိုတော့ပြောပြပါဦးစမိုက်တို့ကျောင်းမှာ2004ခုနှစ်မှာကြေးရွာရဲ့မိဘလူငွေတွေနဲ့ပြင်ကြရအဖွဲ့ကိုစတင်တည်ထောင်ပါတယ်ဒီပြင်ကြရအဖွဲ့ကကော့ကရိတ်မြို့နယ်မှာဆမကြီးတို့ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်ပြီးတဲ့အခါမှာဆမကြီးတို့ကော့ကရိတ်မြို့နယ်ကိုစားပြုဆမကြီးတို့ကျောင်းနေအေရိုဘစ်အဖွဲ့ကိုနှစ်စဉ်ပြည်နယ်မှာတွားရောက်ရှင်ပြိုင်ပါတယ်2003ခုနှစ်ကနေစပြီးတော့2009ခုနှစ်ရှင်ပြိုင်ပါတယ်2005ခုနှစ်ကနေ2009ခုနှစ်3နှစ်ဆက်တိုက်ဆမကြီးတို့လူချင်းပြိုင်ပွဲတွေ9ဦးတွဲပြိုင်ပွဲတွေ3ဦးတွဲပြိုင်ပွဲတွေပထမဆုရခဲ့ပါတယ်စုစုပေါင်းတကွန်စိုက်တိုင်းကိုလည်း9နှစ်ဆက်တိုက်စုပြုခဲ့ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ဆမကြီးတို့ကျောင်းစုတွေအများကြီးရဆိုဝမ်းသာကြပါတော့ဟုတ်ကဲ့ပါအခုလူသိလူများဖြစ်ကြပြည့်အတွက်ဆမကြီးကိုကျွန်တော်တို့ MRTV4 ကနေပြီးတော့ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာဆမကြီးရဲ့ကျေးဇူးတင်ပါတယ်ပညာလင်းရောင်ဘဝတစောင်းပညာရဲရင်ပွဲလေတင်ဆိုတဲ့အတိုင်းပညာရဲ့ဂုဏ်ရည်ရဲတို့ဟာစီကံရှိသောစနစ်ကြသောကျောင်းသားကျောင်းသူလေးများကိုအနာဂတ်ရဲ့ပွင့်လန်းလာမဲ့ပန်းကလေးများအဖြစ်ဖန်ဆင်းပေးနိုင်မှာဖြစ်ပါတယ်။ကွန်ကရစ်မြို့နယ်ကမ်းနီစံပြကြေးရွာရဲ့နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုတစ်ခုကတော့လှိုင်ကတာအင်းကိုဖြတ်ခါကမ်းနီနဲ့တံတားအုပ်ကိုဆက်သွယ်ထားတဲ့မနောရထပူရနီကွန်ကရစ်တံတားပဲဖြစ်ပါတယ်။မနောရထပူရနီဆိုတဲ့အဓိပ္ပာယ်ဟာလူဝင်ဆန္ဒပြေဝတော်လို့အဓိပ္ပာယ်ရပါတယ်။ဒီတရားကြီးကိုမူလပျက်စီးယိုယွင်းနေကြရမှကမ်းနီနှင့်ပတ်ဝန်းကျင်ကြေးရွာများမှာစေတနာရှင်အလှူရှင်များရဲ့စုပေါင်းပါဝင်ငွေများနဲ့ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။တရားကြီးကိုဆရာတော်ဦးပရမရဲ့ဦးဆောင်မှုနဲ့ဆောက်လုပ်ခဲ့တာဖြစ်ပြီးယခုပြုပြင်ထားတဲ့တရားကြီးဟာအရှည်1350ပေနဲ့အကျယ်12ပေရှိပါတယ်။ဒီတရားကြီးကိုအောင်မြင်စွာဆောက်လုပ်ပြီးစီးဖွင့်လှစ်နိုင်ခဲ့တဲ့အတွက်လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာပုံမလွယ်ကူလျင်မြန်သွားပြီဖြစ်ပါတယ်။အခု
ဆိုရင်တော့ကော့ကရိတ်မြို့နယ်ကမ်းနီစံပြကြေးရွာရဲ့ဖွံ့ဖြိုးတိုးတက်နေမှုတွေကိုအမခန်းဖွယ်ရတွေ့မြင်ခဲ့ရပါပြီကော့ကရိတ်မြို့နယ်ရဲ့အလှတွေကိုပုံမပြည့်စုံအောင်စောင့်ချင်းပေးနေတဲ့ကမ်းနီစံပြကြေးရွာကိုအလဲတစ်ခေါက်တွားရောက်ရင်းစိတ်ကျေနပ်မှုတွေရရှိခဲ့ရပါတယ်။ဒါကြောင့်နောက်များအခါခွင့်သင်ခဲ့ရင်ကော့ကရိတ်မြို့နယ်ကမ်းနီစံပြကြေးရွာကိုအလဲတစ်ခေါက်ထပ်ရောက်ချင်ပါသေးတယ်ဗျာ။